ဒီနေ့မှကြာတာပြေးသွားမှာငါတနေ့ကနေမနက်အစောကြီး9 နာရီပေါ့နော်ဒါပေမဲ့ခြားမှာ2 ရက်ပဲကျန်တော့အဲ့2ရက်ကလည်းမနက်ဖြန်အလုပ်သွားရအောင်ပါလေစနေနေ့ကကျတော့အလုပ်ဆရာကိစ္စတွေလည်းရှိရဈေးဝယ်ထွက်ကမှဘာညာလဲဆိုတော့ကဒီနေ့တည်းကြိုပြီး pack လုပ်ကြမယ်ဝင်ဆောင်သွားမှာ2 ညအိတ်3 ရက်ထဲ but I ordered so many clothes from Shein ကနေပြီးတော့အင်ကြီးအများကြီးမှာ2 ညအိတ်ထဲကိုထည့်သွားမယ်အင်ကြီးကလုံးဝနေရမှာအကုန်လုံးလည်းထားခဲ့ကြအကုန်လုံးထည့်သွားကြတာဝတ်တီရှိတည်ရလား like oh so let's pack with A right nowထဲစရာကြံကြီးချို့ဖောင်းကြီးအင်းကြီးရှော့ထားတာမချောက်ပြီးတော့ထည့်လို့မရဘူးလို့ဆိုဒီဟာလည်းပဲအရင် pack လုပ်ထားပြီးတော့ဒီတစ်ဖက်ချမ်းမှာကျန်နေတဲ့ဘက်မှာလည်း skin care တွေလူတွေတုံးပစ္စည်းတွေဖက်နက်တွေအကုန်လုံးထည့်အောင်ဆိုတော့လို့ဆိုဒါအကုန်တော့မပြီးဘူးစဉ်းစားရခက်နေမှာဆိုပြီးခါရဲကို plan လုပ်ပြီးတော့ခါရဲထည့်ရလိုက်တာတော်မဲ့ရဲ့မတိုင်ခင်ညနေမှာလိုအပ်တာတွေနဲ့စားဖို့တောက်ဖို့ဝယ်ဖို့ဆိုပြီးစီးပြီးမှခဏမဝင်ဝယ်လိုက်တယ်မိုးဝယ်ပြီးအပြန်ပြင်းနေရတဲ့ညနေပိုင်းခဏဖျားပွဲစည်းမှာပွဲစည်းခဏပတ်ခတ်လိုက်သေးတယ်။ညစာကိုလည်းတစ်ခါတော့ပွဲစည်းမှာပဲဝင်စားခဲ့လိုက်တော့တယ်။ငွေဆောင်သွားမဲ့ကားကမနက်4 နာရီအရောက်တောင်မူအိုးရှင်းရှိမှသွားစီရမှာဆိုတော့အိမ်ကနေ3 နာရီလောက်ထွက်ကမှာဆိုတော့2 နာရီတည်းကထပြီးတော့ get ready လုပ်ရတော့မယ်။ကန်ဒီတငယ်ချင်းစုရီကကန်ဒီအိမ်မှာလာအိတ်တယ်။ယောက်ျားလေး 4 ယောက်ကကျတော့ကန်ဒီအမအိမ်မှာသွားရတာပေါ့။လောဆယ်စုရီကအိမ်ညာဆိုတယောက်တည်းအရင်ဆုံးထပြီးတော့လို့ဆရာရှာကုန်းထလုပ်ကြတယ်။တိတ်မကြလိုက်ပါဘူးတငယ်ချင်းလည်းတူတူနိုးလာတယ်။အားနဲ့2 ယောက်ကအမြန်လို့ဆရာရှိရာကြီးလုပ်ပြီးတော့ဒီသွားဖို့အတွက်ကိုမပြင်ဆင်ရတယ်။တကယ်ကလေအခုပြောရတဲ့အကုန်လုံးလေစားရမယ့်ထုတ်ပေးလို့ရှင်တာဒါပေမဲ့ video editing လုပ်တဲ့ app မှာ error လေးနည်းနည်းရှိနေတာ file မှာအားနဲ့ voice over ပဲလုပ်ပြီးလိုက်ရတယ်။အိမ်ဒီမနက်ကအစိုးကြီးဆိုအဖေနဲ့မင်းကလမ်းထိပ်ကိုလိုက်ပို့ပြီးကားလဲငှားပြီးပြီးတော့ဒီယောက်ျားလေးကြီးကျတော့အဖေကတိုက်အောက်ကိုတွားပြီးတော့ခေါ်ပြီးအဲ့နဲ့ပဲတစင်ငှားပြီးတော့ ocean ရှိကိုတွားလိုက်တော့ဟို4 နာရီမထိုးခင်တော့ရောက်သွားတယ် Actually, at the time, I was very excited and nervous because that was my first trip without my parents. Young white chair, a young Sony Lularmati, Gava. နိုင်ဝတ်ကျော်လောက်စောင်းလိုက်ပြီးမှလာတယ်၄နိုင်ခွဲခန့်ရောက်မှကားရောက်လာတယ်ဒီ app ရဲ့မြန်မာဖုန်းကလေစလုံးတိုင်း error ဖြစ်တာတော့မဟုတ်ဘူးမြဲတစ်လုံးနှလုံး error ဖြစ်တာလေးရှိရဲအဲ့ခါကျလို့ရှိရင်အဲ့နေရာလေးကိုမြန် English လို့ရေးပြီးလို့ရှိရင်အဆင်မရှိပါနဲ့ because there is not my fault this is the app error我认真好啊，也不会。打我一两节了。他不会吗？知道吗？我那朋友。
ရတယ် ခဏလောက်မှအိမ်မက်မြန်သားတော့မယ် ကျောင်းလေးဆောင်းဆောင်းလေးချင်းရကျောင်းများဒီကျောင်းလေးကိုလှည့်ပေးလိုက်ပါဒီကျောင်းလေးလှည့်ပေးလိုက်ပါ ဆက်စားပြီးတော့ကားဆက်ထွက်ပြီးတော့ဒီလမ်းမှာဆိုင်မှာရက်ပြီးသေးတယ်ဒါပေမဲ့အပေါ်ပါသွားဖို့အတွက်နဲ့ခဏပေါ့နော်ညောင်းပြင်လာပြီးဆိုပြီးရက်ပြီးအဲ့မှာတော့မူစင်မစားတော့ဒီတိုင်းခဏတော့ဆင်းလိုက်ပြီတနားလောက်မှဝင်ဆောင်ရောက်မယ်သူကတညလုံးမအိတ်ကြအောင်မအိတ်ကြတော့ကားပေါ်မှာအသေးအိတ်ကြဒီငွေဆောင်တော့လမ်းရှူပြန်တော်တော်လှတာလုံးဝကွာလို့တော်တော်လှတာ ကျောင်းလေးကိုတိုင်နေပြောပြလိုက်ဒီဝါဝါ စနစ်ပဲကိုငွေဆောင်ရောက်တာဆိုတော့မနက်က4နိုင်ခွဲထွက်လာတာဆိုတော့အကြာကြီးတော့တိတ်တော့စီးလိုက်ရအောင်12နိုင်ခွဲကျော်တော့လေကြာကောဒီပထမဆုံးကိုရီတဲဟိုတယ်ကိုစရောက်တာသူကဟိုတယ်ကတစ်ခုလိုက်ပို့ပေးရဆိုတော့စနေပြည်တော်ဟိုတယ်ကိုအရင်စပြီးတော့ချပြီးတယ်အမှဟိုတယ်ရဲ့ဝင်တော့ဟိုတယ်ကအရန်ကြီး reservation ကပျောက်လို့လိုက်ရှာသေးတယ်ဘိတ်ဖက်ဆိုင်နေမှာလေးရတယ်စက်တင်ပြီးတော့မှပဲအခင်းရောက်မှဒါလည်းပြပြပေးမှာအဲ့ဒါလည်းပဲ ဟမ်စီရကျင်းမှာပြဖောင်းနေမှာမျက်နှာ ဟိုတယ်ကတူကနေပြီးတော့ဒီအခန်းတွေကိုလိုက်ပို့ပေးတယ်ဆိုတော့ပစ္စည်းတွေလည်းများတော့လေအကုန်လုံးကဘာမှမလုပ်နိုင်တော့ဘိုက်ကအရန်စာနေကြတာနဲ့အဲ့ဒါနဲ့ခောက်ဆွဲထုတ်တွေဝယ်လာလေစီးတီမက်ကလည်းအဲ့ဒါနဲ့အကုန်လုံးခောက်ဆွဲထုတ်တွေပဲဖောက်ပြီးတော့နေ့လည်စာကိုစားလိုက်ရတာပြီးတော့ချက်ဖို့တွေပါကြတော့လေဂျူမာတွေပါလည်းမရှိတဲ့ခါကျတော့ရှိရနေပဲအရင်ဆုံးဘိုက်ကိုဖြည့်လိုက်ကြရဆက်နေရဟေးငါကနေဆက်နေတာဘုရားလေ အခု3နာရီခွဲဆိုတော့ခဏနေတော့ကန်းချွေဆင်းတော့မယ်ငွေဆောင်မှာဟိုတယ်ရွေးလိုက်တာအရန်မှန်သွားပဲဒီဟိုတယ်တော်တော်ကျယ်ပြီးလာတာဒီ beach မှာထဲဒီလိုနေရာလေးမှာပုံနေတော်တော်လာ3နိုင်ခွဲကျော်လောက်ကြာတော့ကန်းချီကိုစပြီးတော့ဆင်းတယ်ကန်းချီစပြီးဆင်းတဲ့ချိန်မှာဆိုတော့အရန် very excited because ဒါလုံးဝပထမဆုံးကန်းချီကိုမြင်ဖို့တာပေါ့နော် Oh my gosh it's so beautiful သူရဖနာတရရေးရဲမျောอ่ะကန်းချီစဆင်းတာကနိုင်ဝမပြည့်သေးဘူးစုပြီးဖနာတရရှိရဲမျောလို့ဆိုပြီးအသေးစားနေနောက်တော့ပြန်ကန်ကောင်းကျွန်တော်သူဖနာကန်းဆက်ကိုပြန်ပါလာရေးတိုင်းနဲ့အတူအဲ့ဒီနေရာအကုန်လုံးကရှိစော့ကြသေးတယ်ဒါပေမဲ့ဖုန်းတွေပတ်စံတွေအကုန်လုံးကအခန်းထဲမှာတော့ပြန်ထားတဲ့အခါကျတော့ဒီစော့တဲ့အခန်းတွေအကုန်လုံးကဘာမှမချိန်လိုက်ရအောင်ဘက်ကိုကန်းချီဆင်းပြီးလမ်းလျှောက်ဖို့လုပ်တဲ့အချိန်မှာကြီးကအရန်တက်နေရအဲ့ဒါဘလို့မှလမ်းဆင်းလျှောက်လို့မရတဲ့အဆုံးတော့ဒီတိုင်းလေးပဲမတက်ရက်ကြည့်ပြီးတပုံရိုက်ခဲ့ရတယ်အဲ့မှာရောင်းနေတဲ့ပစုံကင်ကြီးကလေအဲ့လိုမျိုးတစ်စီးကို9000နဲ့6000လောက်မသိဘူးပါတယ်နည်းတော့အကောင်လေးကကြီးရတော်တော်လေးချိုပြီးလက်တယ်ဒါပေမဲ့နောက်နေ့ကန်းချီဆင်းတဲ့အချိန်မှာကန်းဆက်မှာရောင်းတဲ့ပစုံတွေကပို့တန်နေတယ်စီရစီ Good morning မနေ့ကညအကုန်လုံးကနောက်ကျမှအေးရဝင်ကြပြီးတော့အစောယူသူမှမထားကြအောင်ကန်ဒီတယောက်ပဲ9နိုင်အလံပေးထားပြီးတော့ဒီ hotel က dream breakfast ကိုထားစားဖို့အတွက်ကိုလုပ်စရာရှိတာတွေတယောက်တည်းအကုန်လုပ်နေတာ
ကန်းချီစင်းတဲ့ဟာမျက်မှန်ချူဖို့မိရောအဲ့မျက်မှန်ကြီးကပင်လေးကိုလည်းမျောတာအဲ့ဒါကောင်လေးရဲ့မျက်မှန်ကိုယူထွက်ထားသူ့ပါဝါကြောင့်ကိုယ်ဖက်နေပြီမဲ့လည်းနည်းနည်းတော့မျက်မှန်မပါတဲ့ဆာအနည်းနည်းကြည့်ပေါ့ဟိုက8နာရီထိုး breakfast ကစားမို့ငယ်ချင်းတွေမလို့တရားနဲ့ကိုယ့်ဘာသာကိုလို့ထွက်ပြီးစောင့်ဟမ်နေရညနေရကန်းချီမှာတော်တော်ဆိုးသွားလက်သေးတွေလည်းအကုန်ကျိုးထွက်ပြီးမျက်မှန်လည်းလုံးဝမျောပြီးပြောက်သွားပေါ့Sunny Villa Hotel ကိုတခြားအပိုင်းနေမှာတော့ကြိုက်ပြီးမယ် breakfast အပိုင်းမှာတော့နည်းနည်းတော့ပွင့်မကြဖြစ်ခဲ့တယ်ဘာလို့လဲဆိုတော့ကိုအများကြီးဒီဆက်ပို့ပြီးမျောတော့လင့်တာဒါပေမဲ့လည်းချရတဲ့အမေ item တွေကတော့နည်းတယ်ဒါပေမဲ့ရတာတော့မဆိုးပါဘူးအရသာမှာဆိုလို့ရှိရင်တော့8 out of 10လို့ပေးလို့ရတယ်မနက်စာစားပြီးတော့အကုန်လုံးကန်းချီခဏဆင်းလိုက်သေးတယ်ဒါပေမဲ့နေရမ်းပူတဲ့ခါကျတော့ကန်းချီမှာဘလုံးမအဆင်မပြေဘူးအဲ့ဒါနဲ့မနက်ပိုင်းတစ်ပိုင်းကိုဟိုတယ်မှာပဲပြန်လာပြီးတော့နေ့လေ3ခွဲလောက်ကြာမှကန်းချီတစ်ခေါက်ပြန်ဆင်းရတယ်ဒီကန်းချီကိုဆင်းမှလာရောက်တဲ့ပစုံတရားမှာတကယ်တန်တာတတွဲကို2000 3နဲ့ယူရင်9000ပဲကွာပစုံတတွဲဆိုတော့6ချောင်းလောက်ပါတယ်ခရီးဆိုလို့ရှိရင်လည်းတတွဲမှာ2ချောင်းပါတယ်တော်တော်ချိုးပြီးအကုန်လုံးကလက်ဆက်ပြီးတော့တော်တော်စားလို့ကောင်းတာ fresh လည်းဖြစ်တယ်အဲ့နေ့ကလည်းပထမရက်လိုပဲရှည်ဒီကစားသေးရယ်ကန်းချီမှာလည်းစော်တယ်ပြီးဘနာနာပုတ်တွေလည်းအကုန်စီးခဲ့ကြတယ်ဒါပေမဲ့ဖုန်းကအခန်းထဲမှာတော့ပြန်ထားတာဆိုတော့ record ဘာတစ်ခုမှမယူလိုက်ရအောင်ငွေဆောင်ညစီကတရက်မှမသွားသေးဘူးဒီနေ့ကလည်းငွေဆောင်မှာနောက်ဆုံးနေရရက်ဆိုတော့ငွေဆောင်ညာစည်းလဲသွားအောင်မှမလို့ကန်းချီကနေပြီးဆော့ဆော့တက်လာပြီးတော့လှုပ်ရှားရှာအကုန်နည်းနည်းလုပ်ပြီးတော့ညာစည်းသွားဖို့အကုန်လုံးကလူစုနေရ9ယောက်မှာ3ယောက်ကညာစည်းကိုအရင်သွားနှစ်တာတခြားသူငယ်ချင်းတွေလာတယ်အဲ့ဒါနဲ့4ယောက်ကျန်တဲ့ခါကို4ယောက်ကမှအခန်းကပ်ပြားကိုအခန်းထဲမှာထည့်မိပြီးတော့တကားလော့ကြအောင်အဲ့တော့ reception ကိုဖုန်းဆက်ထားပြီးတော့ကပ်ကိုပြန်ယူဖို့စောင့်နေတာကပ်ပြန်ရပါပြီအခုကအဲ့လောဆရာဟိုကဘာငားပြီးဘာစီးသွားရမှာလဲပြောโอเคခဏတော့ကို2ယောက်ဆောင်ရအောင်ဟမ်ဘာမှထိုင်ပါဒီမို့တော့ကောင်းပါအောင်နော်၄တန်းနေနေဒီမှာဟုတ်ဒီမှာဘာမှမရှိရဆွေဈေးစစ်နေပါတယ်ဘာကြီးလဲဖိစားနေတိုင်းနေရလားဆွေဈေးစစ်ပါတော့မယ်တကယ်လည်းစုရီဈေးစစ်တာစစ်လို့ရပါတယ်3ထည်ကိုဘယ်လောက်နဲ့လဲမသိဘူးရပါစုရီတစ်ထည်ကန်နေတစ်ထည်ဆက်ကြောတော့အမေပေးရဟောပါလေလားကုန်ပြီထင်တယ်alcohol တောက်လို့ရှိရင် allergy နဲ့ထွက်တတ်တဲ့သူဆိုတော့ alcohol မတောက်ချင်တာနဲ့ matcha ဝယ်တောက်တာပွဲစင်းမှာမစိုးဘူးနော် matcha တစ်ခွက်ကို4,500လောက်ပဲပေးရတယ်ထင်တယ် kiwi juice က3,000ပဲသူ့စင်းနဲ့သူတော့တန်တယ်ရတာလည်းမစိုးဘူးကောင်းတယ်သူရသူ့မွေးနေ့ရှိတော့သူ့မွေးနေ့ကို treat တဲ့အနေနဲ့အဲ့အားဆိုင်ဆိုင်မှာမာလာရှန်ကို seafood နဲ့ဟာဝယ်ကျွေး thank you Sui kiwi juice ဒါလေးကောင်းတယ်နော်လေဒီကောင်းမှရှာတဲ့ kiwi နဲ့တစ်ခုမှ price ကိုတွေ့တယ်ကိုကြီးကမှန်ပါမတယ်ိဘူးခဏခါပါဆောက်ကြမယ်ရမယ်ဟာလည်းကိုကတည်းကစားနေရအကောင်အဲ့ရှင်မကိုညီညီနဲ့ရီကြောမိသွားပြီးလုံးဝရီရလုံးဝမရက်တော့ပဲနဲ့စတိုက်ရီရတော့ခဏပေါင်းသွားပြီအာနောင်းလာဟဲ့ဘာလဲဘယ်ရလဲအဘာနဲ့လဲစီးကြောင်းလဲအဘာလဲဒီစလေးကတောင်းရင်းဆိုင်ဆိုတောက်တယ်ဒါမှမဟုတ်လည်းပြမိတာဒီပါတော့ပြဒီမောက်ကြတော့ပြဒီဘူးနဲ့မစော့နေလို့ပြောတာဘယ်ရမှာဘူးဒီလိုတဲ့မီထိုင်ကြီးမကြီးရတော့ဘူးမှလည်းမကြီးလေကြီးနေ
对呗。别的刮我的，刮的。哎，玩意儿别了，没有。这你们到过一年？哪里？没到了。没到了。 ဟုတ်မယ်ဒီမှာပြီးတော့မှတိုင်းမတက်သွားပြီးတော့ဟိုပါလေမောင်လာချမ်းကိုပြင်လိုက်ရတယ်အများကြီးပါတယ်လေဒီဘက်မှာ1000ပဲရှိတယ်မနေ့ကလည်းငနေသူ6ခုကိုလေဒီတိုင်းနမ်းပေး တောင်းပါလေဒီကဘာလို့တော့တော့ ဒီလိုပဲအာ ကျွန်တော်တကယ်ပြောတာအဲ့ဒါကြောင့်ပြောတာမင်းလည်းကျွန်တော်စာပြောရတယ် ရှိတယ်နေပြီလို့ဟာမဖြစ်နေ 别人叫我那么不咋背来。 အာဘော ကိုကြီးမကြီးပါနဲ့ကျွန်တော်တကယ်တောင်းမှန်ပါလေကွာကိုကြီးမကြီးပါနဲ့ ဘိုင်လေတင်းပြီးတော့အရန်နော်နေနေတော့ အပြန်ကြီးနောက်ဆုံးနေ့ရဲ့မနက်ကိုတော့ကန်းချီရောခဏဆင်းလိုက်သေးရဲ့နောက်ဆုံးအနေနဲ့ပင်လေကိုခဏဆင်းကြည့်ပြီးတော့ရေတော့မကစားတော့တွားခဲ့တဲ့ Express ကနေဖုန်းဆက်တယ်7ခွဲလောက်ကိုဟိုတယ် check out လုပ်ထားပေးပြီးတော့12နာရီလောက်သူတို့လာခေါ်မှာမလို့ဟိုတယ်ရှိမှစောင့်နေပြပါဆိုပြီးတော့ဖုန်းဆက်တယ်ငွေဆောင်ကနေစပြီးထွက်တာနဲ့တလန်းလုံးကားပေါ်မှာအိပ်ပျော်သွားထမင်းစားနားပြီးအချိန်ခဏပဲနိုးပြီးတော့မှနိုင်ဝက်တော့ထမင်းစားနားပြီးတော့ပြန်ဆက်လာလိုက်တာခရီးကိုတတောက်ရှောင်းလုံးအိပ်ပျော်လမ်းကလည်းတော်တော်ကြာအဲ့တော့ရောက်သွားတာလေည7နာရီကျော်လောက်မှရန်ကုန်ပြန်ဝင်တယ်အဲ့နဲ့အိမ်ကကားနေလာကြိုးပေးပြီးတော့အိမ်ပြန်ရောက်တော့ဘာမှအထုပ်ပူပါတယ်မလုပ်နိုင်တော့ဘဲနဲ့လူကလုံးဝလှဲချလိုက်ရတယ်ပြီးအရန်ပင်ပန်းသွားပြီလို့ အော်ရနာစေးကန်ကြော်ပါ ဆိုတော့မိဆောင်ကနေပြီးတော့ရန်ကုန်ပြန်ရောက်လာတဲ့အချိန်မှာအထုပ်တွေလည်းတိမ်ဖာညာလုပ်တဲ့အချိန်ကလူကအရန်ကိုထားရဖြစ်ပြီးတော့ဘာမှကိုrecord လည်းမယူနိုင်တော့အဲ့တော့ဗီဒီယိုကဒီတိုင်းပဲခုနလိုပဲကားပေါ်မှာအပြန်လမ်းမှာပဲ end ဖြစ်သွားတယ်။နောက်နှစ်ကိုတော့ချောင်းလာသွားဖို့တော့ plan တော့လုပ်ထားတယ် but not sure ပေါ့နော်ဖယ်သွားမလို့မသိသေးဘူး။ရန်ကိုပျော်ခဲ့ရငွေဆောင်သွားတာဒါပထမဆုံးချိန်တကယ်ချင်းနေနဲ့သွားတာဆိုတော့အရန်လည်းစိတ်လှုပ်ရှားပြီးတော့တော်တော်လည်း fan ဖြစ်ခဲ့တယ်။ and ပြီးတော့ thank you so much that because အဖေကခွင့်မပြုရင်ဒီခီးရလည်းတော့ဖြစ်မှာမဟုတ်ဘူးဆိုတော့ခွင့်ပြုသွားလို့လည်းဒီခီးရတော့ဖြစ်သွားတာလည်းပါဆိုတော့ whatever အရန်ကို fan ဖြစ်တဲ့ trip ကိုလည်းဖြစ်ခဲ့တာဆိုတော့တန်တယ်သွားရတာတန်တယ် so see you in the next video bye bye